နာလေးပြမယ်အပွင့်ထဲမှာခိုးတဲ့လုံမိဘိုးပေါ့နော်ဒီမှာတွေ့လားအပွင့်ကိုရောက်ဆိုးစေတဲ့လုံမိဘိုးကဒီကောင်ပဲဒီမှာလုံမိဘိုးပေါ့နော်ဒါအပွင့်ကိုကျွန်တော်တို့လုံမိဘိုးဖျန်းနေဆိုတာဒီကောင်ပေါ့နော်ဒီကတော့ဒီမှာသူပွင့်မှာရှိတဲ့ဒီဘုံမူကြီးတို့ဒီအပွင့်ကိုစားတာပေါ့နော်ဒီကောင်ကတော့အဓိကတော့အပွင့်ထဲမှာခိုးတဲ့လုံမိဘိုးဆိုတာအဲ့ဒါကိုပြောတော့ဒီမှာဒီဘက်ကလည်းရှိတယ်ဒါကြည့်ကောင်းပုတ်လေးတွေ့လားရက်ဆက်တယ်လုံမိဘိုးတော့ဒီကအပွင့်ကိုကျွန်တော်ဒီရွယ်ဆိုလို့ရှိရင်ကျွန်တော်ရေးကြီးစိုးပေါ့နော်ဒီရွယ်ဆိုရင်တော့ဒါတေချာလေးဖျန်းမရတယ်ဒီရွယ်ဆိုရင်အပွင့်အားသွားပြီဆိုလို့ရှိရင်ဒါဖျန်းလို့တိတ်ဆမပြီးတော့ဘောနော်ဒီရွယ်မှာဆိုရင်တော့ဒါတော်တော်တိထားရတယ်ဒီလားလုံမိဘိုးကျွန်တော်အပွင့်မှာခိုကတ်တဲ့လုံမိဘိုးပြီးတော့အပွင့်ထဲမှာခိုအောင်နေတဲ့လုံမိဘိုးပေါ့နော်အဲ့ဒီကောင်လေးအဓိကတော့အဲ့ဒီကောင်လေးပဲတွေ့လားလုံမိဘိုးပေါ့နော်ကျွန်တော်တော့ထဲမှာခဏလေးပြအောင်မရှိသေးတယ်ထဲမှာအောက်ကျသွားပြီအောက်ကျသွားပြီခဏတော့တွေ့သေးတယ်အဲ့ဒါဘောနော်ခဏကျွန်တော်ပြလိုက်ဒီလုံမိဘိုးတော့အဲ့ဒါကိုပြောတာဘောနော်ဒါပွင့်အားတဲ့ချိန်ဆိုလို့ရှိရင်ဘောနော်ကျွန်တော်ဖြန်းပေးရတဲ့ပုံစံလေးဘောနော်ဒီအဲ့ပွင့်အားကနေဆိုလို့ရှိရင်ကြောက်ရဆိုတော့လုံမိဘိုးပဲတချို့တီးမှရှိရကျွန်တော်ခြွေလိုက်ပြီဘောနော်လုံမိဘိုးကတ်ထားတာလို့ရှိရင်လုံမိဘိုးကျလာတဲ့တီးလေးဆိုလို့ရှိရင်အပွင့်နေဘောနော်တီးဖြစ်သွားတဲ့ခါကျရင်ဆူးတွေမလှဘူးပြီးတော့တီးကကောက်ကိုလေးထွက်တာပေါ့နော်အဲ့လိုမျိုးဒါလုံမိဘိုးကြရင်အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်